ကျွန်တော်တို့အားလုံးဟာနေ့စဉ်ရက်ဆက်ပျော်ရွှင်မှုကိုလိုက်ရှာနေကြတာပါဒါပေမဲ့တကယ်တမ်းပျော်ရွှင်မှုဆိုတာဘယ်ကလာရလဲ psychology နဲ့ neuroscience အရာတော့ပျော်ရွှင်မှုဆိုတာအဝေးကြီးမှရှိနေတာမဟုတ်ပါဘူးအခုတင်းအုံနောက်ထဲမှာဖြစ်ပျက်နေတဲ့ဓာတုဗေဒတုံ့ပြန်မှုတွေတက်ပါပဲကျွန်တော်တို့အုံနောက်မှာပျော်ရွှင်မှုကိုပေးတဲ့ဓာတုပစ္စည်း၄မျိုးရှိပါတယ်အဲ့ဒါတွေကတော့ dopamine, oxytocin, serotonin နဲ့ endorphin တို့ဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့တင်းအုံနောက်ကိုပတ်စံတစ်ပြားမှမကုန်မဲ့တဘာဝအတိုင်းပျော်ရွှင်လာအောင်စိတ်အေးချမ်းလာအောင်လေ့ကျင့်ပေးနိုင်မဲ့သိပ္ပံနည်းကျအလေးထား၅ခုကိုအတူတူလေ့လာကြည့်ကြရအောင်ပထမဆုံးအလေးထားကတော့တင်းအုံနောက်ကိုဒိုပါမင်းထွက်အောင်လုပ်ပေးတာပါဒိုပါမင်းဆိုတာကျွန်တော်တို့အောင်မြင်မှုခံစားချက်နဲ့ motivation ပေးတဲ့အရာပါလူအများစုကပန်းနိုင်အကြီးကြီးတွေပြီးမြောက်မှပြောရမယ်လို့သတ်မှတ်ထားကြပါတယ်ဥပမာဘွဲရမှကားဝယ်နိုင်မှယာရုတက်မှဒါပေမဲ့တင်းအုံနောက်ကအဲ့ဒီလိုမတွေးပါဘူးအုံနောက်ကသေးတီဖြစ်စေကြီးတီဖြစ်စေတခုခုပြီးမြောက်သွားတာကိုပဲအတိမတ်ပြူတာပါဒါကြောင့်မနက်ခင်းအိပ်ရာထားတာချင်းအိပ်ရခင်းကိုတေတန်းအောင်တင်လိုက်တာရေတစ်ခွက်တောက်လိုက်တာဒါမှမဟုတ်ဒီနေ့လုံးမဲ့ to do list တွေကအသေးအဖွဲကိစ္စလေးတစ်ခုကိုဖျက်ပစ်လိုက်တာမျိုးဒါတွေကို micro win လို့ခေါ်ပါတယ်ဒီလိုတင်းငယ်တဲ့အရာလေးတွေကိုငါလုံးနိုင်ခဲ့ပြီလို့သတိပြုမိတဲ့အခါတဲ့အုံနောက်ကဒိုပါမင်းအနှဲငယ်စီကိုပုံမှန်ထုတ်ပေးပါတယ်ဒါဟာအသင်ကိုတစ်နေ့တာလုံးစွမ်းရည်ရှိနေစေမဲ့လျှို့ဝှက်ချက်ပါပဲဒုတိယအလေးထားကတော့ serotonin ကိုမြင့်တင်ပေးတာပါ serotonin ဆိုတာကျွန်တော်တို့ရဲ့ခံစားချက်ကိုတည်ငြိမ်စေပြီးစိတ်ဖိစီးမှုကိုလျှော့ချပေးတဲ့စိတ်တည်ငြိမ်မှုဟော်မုန်းပါဒီနေ့ခေတ်မှာကျွန်တော်တို့ကဖုန်းမျက်နှာပြင်နေအခန်းအမောင်တွေထဲမှာအချိန်ကုန်လွန်တာများလာပါတယ်တင်စိတ်တဲ့ကြောင့်လို့မောပန်းတယ်လို့ခံစားနေရရင်အကြောင်းရင်းကရိုးရိုးလေးဖြစ်နိုင်ပါတယ်တဲ့အောင်တော့ကနေအောင်ကြီးလိုအပ်နေတာပါမနက်ခင်းအိပ်ရာထားပြီးမိနစ်20အတွင်းမှာအပြင်ထွက်ပြီးတဘာဝနေအောင်ကြီးကိုခံယူပါတစ်ပင်တွေကိုကြည့်ပါဒါဟာမျက်လုံးကတစင်အုံနောက်ကိုအချက်ပြပြီးစီရိုတိုနင်ကိုတဟုန်ထိုးထွက်စီပါတယ်ဒါလည်းမကသေးပါဘူးညဘက်မှာကောင်းကောင်းအိပ်ပျော်စီမဲ့မယ်လာတိုနင်ဟော်မုန်းကိုလည်းမျှတစေပါတယ်တဘာဝတရားနဲ့ထိတွေ့တာတင့်အုံနောက်ကို reset ချပေးလိုက်တယ်လို့ပါပဲတတိယအချက်ကတော့ oxytocin ပါဒါကိုအချက်ဟော်မုန်းနာမမဟုတ်နှွေးထွေးမှုဟော်မုန်းလို့ခေါ်ကြပါတယ်ဒီအလေးထားကအရန်တီးဖြစ်ပါတယ်ကျွန်တော်တို့က social media ပေါ်မှာ follower တွေတငယ်ချင်းတွေထောင်ထဲချီရှိနေနိုင်ပေမဲ့အထီးကျန်နေတဲ့ကြပါတယ်ဘာလို့လဲဆိုတော့အုံနောက်က digital ဆက်သွယ်မှုကိုအစစ်မှန်လို့အပြည့်အဝမတတ်မှတ်လို့ပါအုံနောက်ကိုပျော်ရွှင်စေခြင်းအရေးအတွက်အရေးအသွေးကိုဦးစားပေးပါတင်ကိုတကယ်ချစ်တဲ့မိသားစုဝင်တယောက်ဒါမှမဟုတ်တငယ်ချင်းအရင်ခောက်တယောက်နဲ့ဖုန်းချပြီးမျက်လုံးချင်းစုံကြည့်ကစကားပြောပါအိမ်မွေးတိရစ္ဆာန်လေးတွေကိုပုတ်တက်ပေးပါတယောက်ယောက်ကိုနွေးနွေးထွေးထွေးဖက်ပါဒီလိုစိတ်ချင်းနှီးစပ်တဲ့ထိတွေ့မှုတွေကအောက်ဆီတိုစင်ကိုထွက်လာစေပြီးအုံနောက်ရဲ့စိုးရိမ်ပူပန်မှုတွေ anxiety ကိုချက်ချင်းပျောက်ကွယ်သွားစေပါတယ်စရုပ်ထားအလေးထားကတော့ endorphin ထွက်စေမယ့်နီးလမ်းမှာ endorphin ဆိုတာတဘာဝကပြီးတဲ့အခိုက်အခဲပျောက်စေပါပဲစိတ်ပင်ပန်းမှုနဲ့ရုပ်ပိုင်းဆိုင်ရာနာကျင်မှုတွေကိုတက်တာစေပါတယ်ဒီဟော်မုန်းထွက်ဖို့ဆိုရင်ခန္ဓာကိုယ်အနှဲငယ်ပင်ပန်းအောင်လုပ်ပေးရပါမယ်အထိုင်များတဲ့လူနေမှုပုံစံဟာအုံနောက်ကိုပျက်စီးစေပါတယ်ပြင်းပြင်းထန်ထန်ကျင်ဆော့တာမျိုးမလုပ်နိုင်ရင်တော့နေတိုင်းမိနစ်20ခတ်သက်လမ်းလျှောက်တာတချင်းဖွင့်ပြီးကတာတော့မဟုတ်ရေအေးအေးနဲ့ချိုးချတာမျိုးလုပ်ပေးပါအဲ့ဒီလိုခန္ဓာကိုယ်ကအနှဲငယ်ရုန်းကန်လိုက်ရတဲ့အခါအုံနောက်ကတင့်ကိုစူးချတဲ့အနေနဲ့ endorphin တွေထုတ်ပေးပါတယ်လေ့ကျင့်ရလုပ်ပြီးရင်စိတ်ထဲလန်းဆန်းပြီးပေါ့ပါသွားတဲ့အကြောင်းရင်းကဒါကြောင့်ပါနောက်ဆုံးအလေးထားကတော့နေ့စဉ်နေ့တိုင်းအုံနောက်ကိုအနားပေးတဲ့အလေးထားပါကျွန်တော်တို့အုံနောက်ကစဉ်းစားဖို့အတွက်ပဲဖြစ်တင်တာပါအရာရာကိုမှတ်မိသိမ်းဆည်းထားဖို့အတွက်မဟုတ်ပါဘူးညအိတ်ခါဒီမှာစိုးရင်စိတ်တွေမနှက်ပြန်လောက်ရမယ့်အလုပ်တွေခေါင်းထဲရှုပ်နေအုံနောက်ကအနားမရပဲစိတ်ဖိစီးမှုဟော်မုန်းကော်တီဇောတွေထွက်နေတယ်ပါတယ်ဒါကြောင့်ညမအိတ်ခင်9မိနစ်လောက်အချိန်ပေးပြီးဒိုင်ယာရီစာအုပ်တော်ဦးထဲမှာခေါင်းထဲရှိသမျှအရာအလုံးချရေးလိုက်ပါစိတ်ပူနေတာတွေလှုပ်ရှားရှိတာတွေစာရွက်ပေါ်ခြံထားခဲ့တာကို brain dump လို့ခေါ်ပါတယ်ခေါင်းထဲကအရာတွေစာရွက်ပေါ်ရောက်သွားတဲ့အခါအုံနောက်ကဒါတွေကလုံခြုံတဲ့နေရာရောက်သွားပြီငါစိတ်အေးအေးထားလို့ရပြီဆိုပြီးညဘက်မှာနှစ်ချိုက်အိပ်ပျော်စေပါတယ်အခုပြောသွားတဲ့အလေးထား9ခုစလုံးကိုတပြိုင်နက်တည်းလုပ်ဖို့မလိုပါဘူးဒီနေ့ကစပြီးတင့်အတွက်အလွယ်ကူဆုံးဖြစ်မဲ့အလေးထားတစ်ခုကိုပဲရွေးချယ်ပြီးစမ်းလုပ်ကြည့်ပါအုံနောက်ဆိုတာပုံသွင်းရလွယ်တဲ့အရာတစ်ခုပါတင်ပေးတဲ့အလေးထားတွေအတိုင်းသူကပျော်ရွှင်မှုကိုဖန်တီးပေးမှာပါတင့်အုံနောက်ကိုပျော်ရွှင်အောင်ထားပါသူကတင့်ဘဝကိုပြန်ပြီးပျော်ရွှင်အောင်လုပ်ပေးပါလိမ့်မယ်ဒီဗီဒီယိုကနေတင့်အတွက်အကျိုးရှိစေခင် like and subscribe လုပ်ဖို့မမေ့ပါနဲ့နောက်ထပ်စိတ်ဝင်စားစရာစိတ်ပညာဗီဒီယိုတွေမှာပြန်တွေ့ကြရအောင်ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေ